တော့အားလုံးတီးတဲ့အတိုင်းပဲကျွန်တော်တို့စောနာပဲကျွန်တော်တို့ထမင်းချက်နေတဲ့အချိန်မှာလေကျွန်တော်တို့ Pastor Armstrong to Star Baptist Church မှာသူက announcement တစ်ခုလုပ်လိုက်တယ်တချို့လည်းကျွန်တော်နားထောင်နေတာကြားမိမယ်ကျွန်တော်တို့ member ဒီ to Star Baptist Church တယောက်ဆုံးသွားပြီတဲ့ခရစ်စမတ်ရဲ့ဒီနေ့ကိုသူကအတီးတော်မှမနေလိုက်ရဘူးနော် oneness ရာကောင်းတာကျွန်တော်တို့ခရစ်စမတ်ပွဲကိုဒီမှာပျော်ခြင်းနဲ့နှွေးခြင်းနဲ့သူတွေရောက်နိုင်တဲ့သူတွေလည်းအများကြီးရှိတယ်ကြားထဲမှာကျွန်တော်တို့ဒီနေ့ခရစ်စမတ်ကိုပျော်ရွှင်စွာဒီလူမျိုးပေါင်းစုံမတော့ပြောရမယ်ဆိုရင်ညီလေးအန်ဒရူးဆွေကကြီးကျွန်တော်ဆွေချင်းတဲ့မမမရာဇိုမီအမျိုးရှိတယ်ဒီမှာလည်းဘယ်ဂျီယာရှိတယ်ဘစ်ကောကဂျာမနီနော်ဟုတ်တယ်ဂျာမနီကဖြစ်တယ်လူမျိုးပေါင်းစုံပဲကြည့်အားရောစရာကောင်းတာအဲ့လိုစင်ရွဲခွင့်ရတာကျေးဇူးတွေတက်ကြောင်ပဲဖြစ်တယ်ဆိုတာကျွန်တော်တို့နားလေရတယ်ဆိုတော့ခရစ်စမတ်ရဲ့အတိတ်ပဲကိုကျွန်တော်တို့ပြောတဲ့အခါမှာဒီကဘာဦးကျောင်းကိုကျွန်တော်ကြည့်တဲ့အခါမှာကဘာဦးကျောင်းမှာဘုရားသခင်ကလူနှစ်ယောက်ပဲဖန်ဆင်းတယ်အာဒမ်နဲ့အီဗ်သူတို့ဖျားစကားနားမထောင်လိုက်တာနဲ့ကျွန်တော်တို့ကအပြစ်ထဲရောက်သွားတယ်ဆိုတာကျွန်တော်တို့ကြားဆောင်ကြည့်ကျွန်တော်တို့သိရတယ်သူတို့သူ့အဖေကကလာမဲကြီးဒီနေရာနှစ်ယောက်ကမွေးလာတာကလာပဲမွေးလာပြီလေထုံနီတူပဲတရုတ်လင်မယားနဲ့မွေးလာတာတရုတ်ဖြူလေးပဲမွေးလာတယ်လေကျွန်တော်တို့ကမျိုးဆက်ကဒီအာဒါနဲ့အေဝါနဲ့ဖြစ်တယ်ကျွန်တော်မျိုးဆက်အဖို့ဘွားဒါနဲ့ပဲစလာတာဆိုတော့အာဒါနဲ့စလာတဲ့ကျွန်တော်တို့အပြစ်ရှိပြီလေတို့ဖျားနာစကားနာမထောင်တာနဲ့အပြစ်ရှိသွားပြီဖျားနှုတ်ပတ်တော်ထဲမှာဗာပြောလဲဆိုတော့ရောမထဲမှာကျွန်တော်တို့ကြီးလိုက်တဲ့အခါမှာရောမဩဝါဒစာထဲမှာကျွန်တော်တို့ကြီးတဲ့အခါမှာအပြစ်ရဲ့အခါကတည်ခြင်းတဲ့ကျွန်တော်တို့ကတေရတော့မှာအပြစ်ရှိရဲ့လူတေးပဲသွားမလဲငရဲကိုသွားတော့မှာပဲအဲ့ဒါဘာမှထွေစဉ်းစားနေစရာမလိုဘူးအပြစ်ရှိတဲ့လူတယောက်တေးတော့ငရဲဖြစ်သွားတယ်အဲ့ဒါကြောင့်ဒီခရစ်စမတ်မှာလေ